ကိုက confidence ရှိနေရပဲ public area ပဲဖြစ်ဖြစ်ဘယ်ပဲဖြစ်ဖြစ်ကိုက confidence ရှိနေတဲ့ခါကျတော့ဘလို့ fashion မျိုးနဲ့ပဲဖြစ်သွားရဲတယ်အရန်ပြော့ပါတယ်ဘလို့တိဆောက်လဲဆိုတော့အဓိကတော့ကိုကအဲ့လို gym နေကစားတယ်အဓိကလူတစ်ယောက်က confidence ရှိနေဖို့အရေးကြီးတယ်ဝါတဲ့လူပဲဖြစ်ဖြစ်ပိန်တဲ့လူပဲဖြစ်ဖြစ်အဓိကကိုက confidence ရှိနေဖို့ရှိနေရဆိုလို့ရှိရင်လူကအလိုလိုလှသွားတာပဲလေအရင်မိုက်တဲ့ထဲမှာမပါသေးပါဘူးကိုကမိုက်ချင်တာနိုင်ငံခြား fitness model တွေလောက်အဲ့လောက်အဆင့်အထိကိုကအရင်အမိုက်စားဖြစ်ချင်တာဒါပေမဲ့လည်းအဲ့လောက်အချိန်ပေးပြီးမကစားနိုင်တဲ့ခါကျတော့လည်းဟိုအချိန်ပေးလို့ရှားသလောက်ပေါ့နော်ရှားသလောက်လေးပဲဒါပေမဲ့ကိုကျင်းနဲ့တင်းတိမ်လားဆိုတော့လည်းကျင်းနဲ့တင်းတိမ်မှုရှိသေးဘူးဆက်ပြီးတော့ကစားမှာပါအချိန်ရရင်ထပ်ပြီးတော့အဲ့ဒါတော့ဟိုဘယ်လိုပြောမလဲ squat တွေအများကြီးထိုင်ရမယ်ဘာဆိုဟိုကိုရိုင်းကအချိန်သေးချပေးပြီးတလားလောက်ကစားပြီးလှနေရောပေါ့နော်ဒါလို့မစော့ပြတော့ဆိုပြန်ကြသွားတယ်အဲ့လိုမျိုးပေါ့ဆိုချိန်မစော့ရင်တော့လှနေမှာပေါ့အင်းပေါ့အဲ့ဆိုသူများဝတ်ပြီးသားအဲ့လိုမျိုးဝတ်တာမျိုးတူနေတာမျိုးအဲ့လိုမျိုးမဖြစ်ချင်ဘူးဘာလို့ဆိုအရင်တော့အဲ့လိုတူဘူးတဲ့ခါကျတော့သူဝတ်ပြီးသားကြီးလို့ပါအဲ့လိုမျိုးပြောမှအရင်ကြောက်တယ်ပေါ့နော်အဓိကတော့ဒီမြန်မာနိုင်ငံထဲမှာနိုင်ငံခြားသူတွေတော့ဝတ်ချင်ဝတ်မှာပေါ့ဒီလို fashion ရောဒါပေမဲ့လည်းဒီမြန်မာနိုင်ငံမှာဒါကိုထမအောင်ဆုံးဝတ်တဲ့ဟာမျိုးအဲ့ဒါမျိုးဖြစ်ချင်တာတော့ဝါထားပါတယ်ဟိုဒါပေမဲ့လည်း तू ကဒီဟိုနိုင်ငံခြားဆိုတော့ရဲ့တချင်းကိုကာဗာဆောင်ပြန်လုပ်တာဒီပုံစံတိုင်းအရင်တချင်းတွေတော့လည်းအဲ့ဒီပုံစံတိုင်းရိုက်ပြီးတော့ပဲလုပ်တာဆိုတော့ဒီဟာကို तू ပြရတယ်ရိုက်နိုင်လားကိုဘက်ကလည်းဒါစွန့်စားမှုတစ်ခုပေါ့ဘာလို့ဆိုတော့ကိုကအမြဲရိုက်နေတာ movie တွေ video တွေဒါတွေနဲ့ပဲဟိုတန်တရားလဲနေတာဆိုတော့ဒီထက်ပြည့်သက်ကိုထူးခြားချပြခြင်းလေအားကြောင့်မလို့လက်ခံပြသွားတာပါလက်ခံပြီးရိုက်ဖြစ်သွားတာပါပြီးလို့ရှိရင်သူ့ရဲ့ရိုက်ချက်လေးတွေဆိုလို့ရှိရင်လည်းအရန်မိုက်တယ်လိုက်တင်လေးဆိုလို့ရှိရင်လည်းအရန်မိုက်တယ်အဲ့ဒါလေးကြိုက်လို့ဒါလက်ခံပြသွားတာပေါ့နော် But tonight I'm loving you. Oh, you know that tonight I'm loving you. ဒါမဲ့လည်းဒါအနုပညာပဲအနုပညာလိုပဲကြည်ပေါ့နော်ဟိုဘယ်လိုပြောမလဲအနုပညာကိုဒါကိုရီးယားဒီလောက်တစ်ဖြတ်တစ်ကပ်ပဲဒါပေမဲ့ကိုရီးယားလှုပ်လိုက်ရဘယ်လောက်ထိခက်ခဲလဲအဲ့ဟာကိုဘယ်နှချိန်လောက်အဲ့လောက်လေးချိန်ပြီးလှုပ်လိုက်ရဒါသူတို့မသိဘူးဒါကိုရီးယားဘက်ကအများကြီးစူးစမ်းပြီးလှုပ်ထားတာလေဒါကိုသူတို့ကအနုပညာမျက်လုံးနဲ့ပဲကြည့်စေချင်တယ်အားလုံးလေသူတို့ကို view site လဲကိုကဘာကြိုးရှိမှာလဲအကျိုးရှိမယ်ဆိုတော့ view site မှာပေါ့နော်ကိုအတွက်ကောင်းတဲ့ feedback တွေဆိုတော့ကိုလက်ခံတယ်လေကောင်းတဲ့အကြံပြုချက်တွေဆိုရင်လက်ခံတယ်ဟိုကိုဘအတွက်အကျိုးမရှိဟာကို negative အဲ့လိုဖြစ်စေမဲ့ဟာမျိုးဆိုဘာကြောင့်ဒါ view site ရအောင်မှာလဲဟုတ်တယ်မလားအားကြောင့်မလို့ view လည်းမ site ဘူးစိတ်လည်းမဝင်စားဘူးသူတို့သာဟိုကိုအကြောင်းကိုတေချာလေးကြည့်ပြီးတော့အချိန်ကုန်ခံဘေးကုန်ခံပြီးတော့ဖုန်းပေကုန်ခံပြီးရေးကြဆိုဘာဖြစ်ကျေးဇူးတော့တင်ပါတယ်အဲ့လိုပြောကြတဲ့လူတွေကိုလည်း तू ကဒီလောက်ကိုအရန်ရှုသွတ်တာပြီးတော့အရန်လဲ तू မျှော်မှန်းထားတယ်ပြီးတော့ရိုက်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းလုံးဝဟိုကပ်ပိုင်ကပ်ပေါ့နော်သူအရန် view site တယ်ဒါဆိုခဏပြလောက်ရတာပေါ့နော်အဲ့လိုမျိုးလေးပေါ့အရန်ကိုသူကဒီလောက်ကိုယူသွတ်တယ်ပြီးလို့ရှိရင်အချိန်အင်အားတွေရောငွေအင်အားတွေရောလူအင်အားတွေရောအားလုံးပေါင်းပြီးတော့ရိုက်ကွင်းမှာအရန်ကိုသူအရန်တက်ကြွတယ်ပေါ့နော်အဲ့ဒါတွေကိုကမြင်တဲ့ခါကျတော့ဘာဖြစ်သူ့လေးစားတယ်ဟုတ်ကဲ့ပါအခုချိန်လေးတနာဘာပဲလုပ်ချစ်ပေးကြတဲ့ဝေဖန်ပေးကြတဲ့အားပေးကြတဲ့ပရိသတ်တွေအားလုံးကျေးဇူးများတင်ပါတယ်လို့ပြောချင်ပါတယ်